start from the say ကနေစလိုက်မယ်ပေါ့နော် okay ဒီကောင်လေးက this is ရာပထမအဦးဆုံးလာတဲ့ microscope and then ဒီဟာလေးကသူပါကြည့်တာလေဆိုတော့အဲ့ microscope ကိုဒီ Robert Hooke ဆိုတဲ့လူက English scientist ဖြစ်ပြီးတော့သူက1665 1665မှာသူက he want to know သူပါသိချင်တာလဲဆိုတော့ဒီပင်တွေက living thing တွေကဘာနဲ့လုပ်ထားရလဲဆိုတော့မှသူက magnify ကြည့်တယ်အဲ့တော့သူမြင်ရတယ်ဒီလိုမျိုးပုံစံလေးမြင်ရတယ် look like this အဲ့တော့သူမြင်ရတဲ့ဟာကို under the microscope မှာ he observed a slice of cord ဆိုတာကဒီအပင်ရဲ့ stem ရဲ့အပေါ်ရှိနေတဲ့အသားလေး and then notice သူပါရင်မြင်လဲဆိုဒီလိုမျိုးတေးလေးတွေ like a small room like tiny pulsar structure တဲ့အဲ့လိုဘာလေးကိုမြင်တယ်အဲ့ဒါနဲ့သူဘာလုပ်လိုက်လဲဆိုတော့ဒီဟာကိုသူနာမည်ပေးခြင်းတယ် so he named cells ဘာလို့ cells လို့နာမည်ပေးလိုက်တာလဲ why ဆိုတော့ because this reminded him small room in a monastery that maybe he lived in a monastery or something like this monastery မှာရှိတဲ့ small room လေးနဲ့တူလို့သူကအဲ့ဒီ small room လေးကိုကိုစားပြုပြီးတော့မှ cell ဆိုပြီးတော့သူနာမည်ပေးလိုက်တယ်so ဒီမှာကပထမအဦးဆုံးက what is cells ဆိုစပြောပြီးဆိုရင် of course cells က the smallest ဒါမှမဟုတ် the basis unit of all living thing တွေရဲ့အသေးဆုံးအခြေခံအကျဆုံး things ဖြစ်တယ်and which carry out တယ်သူဘာတွေလုပ်လဲဆိုတော့ of course ကျွန်တော်ခန္ဓာကိုယ်မှာရှိနေဟာဘာလို့သေးသေးလေးလူဖြစ်လာပြီဆိုတော့ cell သေးလေးကနေစလိုက်တယ် and then father စီက sex နဲ့ mother စီက sex နဲ့ပေါင်းပြီးတော့မှ and then fertilization cycle ဆိုတဲ့ egg လေးဖြစ်လာပြီးတော့အဲ့သေးသေးလေးကနေတော့မှကြီးလာပြီးတော့မှ and then ဘာတွေလုပ်လာနိုင်လဲဆိုတော့ကလေးလေးဖြစ်လာပြီဆိုရင်ထွားလာပြီဆိုတော့ movement လုပ်နိုင်မယ်ကြီးလာတယ်ပြီးရင်adult ဖြစ်သွားပြီလို့ရှိရင် reproduction တွေလုပ်နိုင်မယ် so အဲ့ဆိုမေးစရာရှိရယ်so microscope ကဒီမှာဆိုရင်သူမှာအများကြီးပဲရှိရကွာ light microscope electron microscope အဲ့လို microscope ကသူကကွဲသေးတယ်ဘလို့ကွဲသွားတာလဲဆိုတော့သူတို့ကိုချဲ့လို့ရတဲ့ magnify လုပ်လို့ရတဲ့ times အစပမာဏပေါ်မှာမူတည်ပြီးတော့ကွဲသွားတယ်4 time လား100 time လား S လိုက်ရသူမှာလမ်းနေ electron microscope ဆိုလို့ရှိရင် electron microscope ဆိုလို့ရှိရင်အရန်သေးတဲ့ electron တွေတောင်မှသူကကြည့်လို့ရတဲ့ဟာမျိုး that's why သူက electron microscope လို့ခေါ်တာဒီမှာတော့သူ့ရဲ့ part လေးတွေပေါ့နော်ဒီ microscope တစ်ခုမှာပါတဲ့ part လေးတွေက eyepiece lens ရှိတယ်အဲ့ဒါကတော့ဒီကနေ you look through ကြောင်းအရနေကြည့်ရမယ် and then after that ဒီမှာက focusing knobs ကြည့်မယ်ဆိုရင်အဲ့ဒီကြည့်မယ်အရာကိုချိန်မယ်ဟာ and then အဲ့ဒါလေးကိုလှည့်ပြီးတော့မှ you can turn it is this knob လေးကို slowly ဖြည်းဖြည်းချင်းလုပ်ပြီးတော့မှဘယ်နားလေးကိုစီးကျင်တာလဲဘယ်အပိုင်းကိုကြည့်ကျင်တာလဲဆိုတာကိုအကြီးထည့်ပြီးတော့ကြည့်လို့ရမယ် focus လုပ်ပြီးတော့ကြည့်လို့ရမယ် and then the next one is objective lens and then this make things look bigger ပို့ပြီးတော့မှကြည့်အောင်လုပ်ပေးတဲ့ဟာအဲ့ lens ကကြတော့and then အပေါ်မှာ stage ရှိရ of course stage ကကြတော့ and then where you may microscope slide ကိုအိမ်မှာထားဖို့ရကြတော့မှာဘယ် microscope ကိုကြည့်မှာလဲဒီဟာက4 time လား this is 10 time လား this is 400 time လား this is 100 time လားဆိုကြည့်မယ် microscope ကိုကြည့်ဒီ stage ထဲမှာထည့်မှာပေါ့ and then mirror and light source ကတော့ of course ကိုကြည့်ရမယ့်အရာကိုမြင်ရဖို့ရအတွက် slide ထိုးထားမယ် and then it's a light source ဖြစ်တယ်ဒီဘက်မှာက clips to hold your species in place ဒါကတော့ဒီ species လေးကိုအဲ့နေရာမှာပဲတီးနေအောင်လို့ still ဖြစ်နေအောင်လို့ထားထားတဲ့အရာဒါကသူ့ရဲ့ parts လေးတွေနဲ့ function လေးတွေပြောထားတဲ့ဟာ okay so cell theory က normally ဘယ်နှချက်ရှိလဲ physically 3 ဟုတ်တယ် 3 yes correct 3ခုရှိတယ်the cell theory က explain the relationships between the ဘာနဲ့လဲဆိုတော့ cells တွေနဲ့ living thing တွေပေါ့နော်လူတွေ living thing တွေက cells ကနေဘယ်လိုဖြစ်လာရလဲသူတို့ဘယ်လိုဖွဲ့စည်းထားလဲဆိုရဲ connection ကိုပြောထားတယ် so it is a 3 component ဆိုတာကတကယ်တော့ 3 statement ရှိရလို့ပြောတာသူ့မှာကအထက်ထဲမှာသူ့ရဲ့ rules ပေါ့နော် theory က3ချက်ရှိတယ်ဘာတွေလဲဆိုတော့ all the living things are made out of one or more cell သူပြောချင်တာ one or more cell လို့ပြောလို့ some of the living things တွေက organism တွေကကြတော့ only one cell တစ်ခုနဲ့ပဲလုပ်ထားတယ်အဲ့ဒါကို one ကိုတချို့တို့က unicellular လို့လည်းပြောလို့ရတယ် a single cell လို့လည်းပြော single ဆိုတာတယောက်တည်းလေ like this couple မှမဟုတ်တာနော်အဲ့ဒါ are you single ဆိုတော့တစ်ခုတည်းပေါ့ at once and then more cells ဆိုတော့ခါကျအများကြီးကိုပြောတာအဲ့တော့ကျွန်တော်အဲ့ဒါကို multi လို့ခေါ်တယ် multi ဆိုတာကအများကြီးလို့တာအဲ့တော့ multicellular organism တွေပေါ့ and then after that cells are the smallest unit or အဲ့ဒါဆောနာကလေးကပြောပြီးသားဒါ cells ရဲ့သူ့ရဲ့ definition လို့လည်းပြောလို့ရတယ် cells က the smallest structure the smallest unit of all living things ဖြစ်တယ် and then new cells တွေက
can only be produced from the other cell ဒါသူပြောချင်တာက cell အသစ်တစ်ခုဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီ cell ကသူ့မှာ original လာတဲ့အရာရှိတယ်သူက like သူ့ဘာသူထဖြစ်လာတာမျိုးမဟုတ်ဘူးပေါ့နော် it can be သူ့ရဲ့အရှိရ like the existing cell ရှိရမယ်ငကိုကလေးရရှိပြီးသား original cell ကနေပြီးမှပဲ new cells တွေကို produce လို့ရတာလို့သူပြောချင်တယ်အားကြောင့်မလို့ new cells ဟာ produce from the other cells ဆိုတာ original cell existing cells ကနေလာတယ်လို့ပြောချင်တာ after that this idea တွေအကုန်လုံးက common sense today ဆိုတာ all the scientists တွေကလက်ခံပြီးသားဒီ theory သုံးခုစလုံးကိုဘယ် scientist ကိုပဲမေးဒီသုံးခုစလုံးကိုသူတို့လည်း agree လုပ်ထားလို့ we got theory လို့ခေါ်ထားတာbut ဒီ scientist တွေပထမဦးဆုံးသူတို့လေ့လာခဲ့တော့ကပေါ့နော် until ရ 1500 ထိထိုင်အောင်လို့ဒီဟာကိုဘယ်သူမှအရင်နေ agree မဖြစ်သေးဘူး after that ရ like the 1800 ရောက်မှဒါလင်း science တွေအကုန်လုံးက this is the correct ဒီ formula ကို approve ဖြစ်တယ် and then they support this formula ဆိုပြီးတော့မှ cell theory ဆိုပြီးတော့သူတို့နာမည်ပေးလိုက်တာပေါ့ so all the thing they also need time everything's need time so type of cells ဆိုပြီးတော့လာတယ် different type of cells ဆိုတာကဆောင်းတော်ကတခြားပြောသွားတယ် different type of cell မှာဘာတွေခြားပြောသွားလဲ unicellular and multicellular. Yeah different type of cell မှာတစ်ခုတည်းဆိုလို့ရှိရင် one cell organism ဆိုဘာပြောသွားလဲ Unicellular. yes unicellular Unicellular. အများကြီးနဲ့လုပ်တဲ့ organism တွေဆိုရင် Multicellular. Multicellular. အဲ့လိုပြောသွားတယ်ပြီးတော့ plant cell animal cell ရှိတယ်နောက်တစ်ခုကကြတော့ prokaryotic နဲ့ eukaryotic ဆိုပြီးတော့နောက်တဲ့ cells တွေလည်းရှိတယ်အဲ့ဒါ prokaryotic နဲ့ eukaryotic က prokaryotic ကသူက simple cell ရိုးရှင်းနေအများကြီးမရှိတဲ့ဟာမျိုးကို prokaryotic လို့ခေါ်တယ် eukaryotic ကကြတော့ complex တွေပြောရရင် complex structure တွေရှိနေတာmulticellular နဲ့နည်းနည်းဆင်နေဒါပေမဲ့ single cell တွေမှာလည်း eukaryotic ရှိတယ်ပေါ့နော် so all the living beings are made of cells ဆိုတာကိုသိပြီးသားဖြစ်လို့ some organisms တဲ့နော် like a unicellular organism တွေကို example အနေနဲ့မှတ်ထားဆိုရင် like bacteria နဲ့ protozoa ဒီကောင်တွေက unicellular တစ်လုံးနဲ့ပဲရှိတာ and then သူတို့က only the single cells လုံးနဲ့ပဲလောက်ထားတဲ့အရာတွေဖြစ်တယ်ဆိုဒါပေမဲ့like ဒီ bacteria တို့ protozoa တို့ကပဲ single cell organism ဖြစ်ပြီးတော့ like ကျွန်တော်တို့လူတွေတို့ and then animals တွေနဲ့ plants တွေကကြတော့ဘာနဲ့လောက်ထားလဲဆို of course multicellular organism cells တွေအများကြီးပဲလောက်ထားတယ် like a trillions of millions of cells နဲ့လောက်ထားတယ် and then အဲ့ဒီ cells တွေကကြတော့ cell တစ်လုံးနဲ့ဆိုတော့သူကရှင်းတယ်သူ့မှာကlike a specialized function တွေမရှိဘူးဒီတယောက်တည်းမှာအဲ့တော့ဘလို့ဥပမာပြောလို့ရလဲဆိုတော့ဥပမာအိမ်တိမ်မှာလူတစ်ယောက်ပဲရှိရဲဆိုရင်အဲ့လူတစ်ယောက်ကသူ့မှာက specialized function ဆိုတာနင်ထမင်းမချက်ရမယ်နင်ကအဝတ်ဖယ်လျှော်ရမယ်ဆိုမရှိဘူးရှိမြအကုန်လုံးဟုတ်ကဲ့ and then သူ့ရဲ့ function တွေကရှိမြ function တွေအကုန်လုံးကိုတူလို့ရမယ် and then but for the anaerobic cell ကသူက eukaryotic cell မှာဒီမှာကြည့်လိုက်လို့ရှိရင်သူ့ရဲ့ cell parts တွေကဒီ prokaryotic တက်ပို့ပြီးတော့ complex ရှုပ်ထွေးတွေပေါ့နော်ဒီမှာဆိုရင် nucleus တို့ and then membranes enclosed nucleus တို့ mitochondria ribosome cell membrane ဒီဘက်က prokaryotic ကတော့ simple ဖြစ်တယ်ပေါ့အဲ့ကောင်နေ cell part လေးတွေကိုသူကရှင်းပြထားပေးတယ် prokaryotic နဲ့ eukaryotic ကိုအောက်ကကြတော့ဆောင်းလာတော့ကအပေါ်မှာတခြားရှင်းပြသွားပေးဘူးတယ်အဲ့ဒါတော့ပါစက်နဲ့ပြောသွားတာအခုကဒီမှာကတော့ slide show ထဲမှာရှာပြန်ထည့်ထားပေးတယ် unicellular organism နဲ့ multicellular organism တွေကဘာတွေမတူတာလဲသူတို့ရဲ့ differences တွေကဘာလဲဆိုပြီးတော့ရှာ compare ထားပေးတယ် and then ဒီမှာဆိုရင် unicellular က one cells နဲ့ပဲလုပ်ထားတယ် and then multicellular of course and then many cells နဲ့လုပ်ထားတယ် and then သူ့ရဲ့ structure က unicellular က simple ဖြစ်တယ် and then one cell perform all function ပြောလို့ပဲအိမ်တိမ်မှာလူတစ်ယောက်တည်းရှိရဆိုရင်အကုန်လုံးကိုတူလို့ရမယ် and then complex structure ကတော့မတူတော့ဘူးသူတို့မှာက specialized function တွေဖြစ်သွားပြီ specialized cells တွေရှိရတော့မို့သူတို့ရဲ့ specialized function ကိုပဲသူတို့လုပ်တော့မှာသူတို့ဘာလုပ်ရတာလဲဟို digestive system က cell တွေဆိုရင်သူတို့က digest food ပဲလုပ်မှာမျိုးပေါ့ and then example အနေနဲ့ unicellular organism ကိုဆိုလို့ရှိရင်တော့ bacteria တို့ amoebas တို့ yeast တို့ဖြစ်ပြီးတော့ and then multicellular organism တွေမှာတော့ of course အဓိက humans plants နဲ့ animals တွေဖြစ်တယ် and then size အနေနဲ့ကတော့ဒီ unicellular ကသေးတယ် and then
generally microscopic ဖြစ်နေပြီးတော့မှ of course multicellular ကအများကြီးနဲ့လောက်ထားတာအတွက်ကြောင့်မို့ you can see that it's with a normal eye naked eye နဲ့မြင်လို့ရတယ် and then reproduction ကတော့ဒီကောင်လေးကကျတော့ unicellular organism ကတစ်ကောင်လေးရှိတာတစ်ကောင်လေးရှိတော့သူ့မှာက female နဲ့ male ရလို့ခွဲခြားလို့မရဘူး so that's why သူတို့က asexual ဆိုတဲ့ male and female ခွဲခြားထားတဲ့ reproduction မျိုးပုံစံမျိုးမဟုတ်ဘဲနဲ့ like binary fission ကို budding ကို binary fission ဆိုတာဗာလဲ binary ဆိုတာနှစ်ခု fission ဆိုတာခွဲတာအဲ့တော့ရိုးရိုး one cell တစ်ခုတွေကနေပြီးတော့မှအလေကနေပြီးတော့မှနှစ်ခုခွဲသွားတဲ့ဟာအဲ့ပုံစံမျိုးနဲ့သူကparent cell နဲ့ daughter cell ဆိုပြီးတော့ parent cell ကတော့ original one cell နှစ်ခုခွဲသွားပြီဆိုလို့ရှိရင်တော့အဲ့ဒါကို daughter cell လို့ခေါ်တာမျိုးအဲ့တော့ binary fission နဲ့သွားတာမျိုးရှိတယ်နောက်တစ်ခုကကျ budding ဆိုတာကဘာလဲဆိုတော့စနကလို့နှစ်ခုခွဲတာမဟုတ်ဘူးသူကကျတော့ normal original cell တစ်ခုရှိတယ်အဲ့ original cell ရဲ့အပေါ်ကနေပြီးတော့နောက်ထပ်အဖူးလေးတစ်ခုထွက်လာတာ let's just go နောက်ထပ်အပိုလေးထွက်လာတာပေါ့နော်ထွက်ပြီးတော့အဲ့အပိုလေးကကြီးပြီး one cell ဖြစ်သွားတာဆိုအဲ့ဒါကို budding လို့ပြောတာအဲ့ဒါကတော့ unicellular organism တွေမှာလုပ်တဲ့ပုံစံဒီဘက်က multicellular organism တွေကကျတော့အများကြီးပဲရှိရပေါ့နော်သူတို့မှာက reproduction နဲ့ပုံစံတွေကဘာတွေရှိနိုင်လဲဆိုတော့mainly memory ဘာတွေဆိုရင်female နဲ့ male ဆိုပြီးတော့မှဒီ reproduction sexual reproduction ပုံစံရှိတယ်တချို့ကြတော့လေဘာလဲဆိုတော့plants တွေမှာဆိုလို့ရှိရင်seeds နဲ့လုပ်တဲ့ဟာတို့เนาะ spore နဲ့reproduction လုပ်တဲ့ဟာတို့မျိုးစုံရှိတယ်သူတို့ရဲ့reproduction method က and then lifespan က unicellular organism ကစကြတဲ့ကone cell ရှိတဲ့အတွက်ကြောင့်မို့လို့ of course သူတို့ရဲ့ lifespan ဆိုတာကအသက်ကတိုတယ် shorter ဖြစ်တယ် and then multicellular organism တွေကတော့လူတွေလိုမျိုး animal တွေလိုမျိုးအသက်ရှည်တယ်ပေါ့ပို့ပြီးတော့မှကြာနိုင်တယ်လူတွေဆိုလို့ရှိရင် lifespan ကအကြာကြီးပဲလုံနိုင်တာမျိုးပေါ့နေနိုင်တာမျိုးပေါ့နှစ်100လောက်ထိ and then တစ်ပင်တွေဆိုပို့ဆိုးသေးရပေါ့နော်နှစ်100နှစ်200ဆိုတဲ့ plants တွေဆိုရင်တချို့ဆိုအပင်ကြီးတွေဆိုရင်အဲ့လိုမျိုးအသက်ရှင်နိုင်တယ်and then cells က independence ဖြစ်တယ်ဘာလို့လဲဆိုတော့ the single cell must be survive its own သူကသူတစ်ခုတည်းပဲကြိုက်တာအကုန်သူ့အိမ်မှာသူအကုန်လုံးနိုင်တယ် all the function ကိုသူ့ဘာသာသူ handle လုပ်နိုင်တယ်multicellular ကကြတော့မတူတော့ဘာလို့လဲဆိုတော့ခန္ဓာကိုယ်မှာရှိတဲ့ system တစ်ခုခုကworking properly မလုပ်တော့ဘူးဆိုလို့ရှိရင်လူတယောက်ကနေမကောင်းဖြစ်လာတာမျိုးပေါ့အဲ့တော့ဥပမာ movement လုပ်ဖို့ဆိုရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ skeleton system နဲ့ muscular system ဆိုတဲ့ဒီနှစ်ခုအားတွဲပြီးတော့အလုပ်လုပ်ရတာတစ်ခုနဲ့တစ်ခုက dependent ဖြစ်နေတာအဲ့ဒါကြောင့်မလို့သူက rely on each other လို့ပြောတာတူတူပဲ energy တွေရဖို့ဆိုလို့ရှိရင်လည်း respiratory က oxygen တွေကိုစုပ်လိုက်တယ် and then ခန္ဓာကိုယ်မှာရှိနေတဲ့digestive system ကလည်းသူ့ရဲ့ nutrient က energy တွေကိုစုပ်ပြီးတော့မှခန္ဓာကိုယ်တစ်ခုလုံးကိုပို့ပြီးတော့ working together လုပ်ရတဲ့ဟာပုံများတယ် multicellular organism တွေကကြတော့ and then အောက်မှာက unicellular organism နဲ့ multicellular organism တွေကိုစနတော်ကဒီ table နဲ့ဒီဟာက differentiate ထားတယ်အခုကကျတော့ပုံလေးနဲ့စနတော်က amoeba တို့ bacteria တို့ yeast တို့ paramecium တို့က unicellular organism cell part ကအဲ့လိုမျိုးလေးပေါ့နော် cell ပုံစံလေးတွေကand then သူတို့ကတော့ binary fission ပုံစံမျိုးနဲ့ budding ပုံစံမျိုးနဲ့ reproduction လုပ်မယ်ဒီဘက်က multicellular organism ဖြစ်တဲ့အတွက်ကြောင့်မို့ all the ထဲမှာပါနေတဲ့ cell parts တွေက and then working together လုပ်ပြီးမှ the whole organism ကြီးဖြစ်လာတာ So this is all about the cells yeah next video where we talk about the specialized cell အကြောင်းကိုဆက်ပြောကြမယ်ပေါ့နော်ခုကတော့ဒီ cell အကြောင်းလေးတွေပဲပြောပြီးတော့တွေ့ကြမယ်ဆို see you on the next video